ငါမင်းတို့ကိုကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးအရှင်ကြီးကိုပဲဆုံးဖြတ်ခိုင်းလိုက်ကြမယ်မှန်ပုံအပြင်ဘက်မှာသူတို့တောင်းဆိုတန်တွေကြားလိုက်ရတယ်သူတို့ကတကယ်တော့မကောင်းတဲ့သူတွေမဟုတ်ဘူးဆိုတာငါသိတယ်အားလုံးက9ယောက်မြောက်အကြီးအကဲကဖိအားပေးလို့ပဲအရေးကြီးဆုံးကတော့အဲ့ဒီလူတဝက်တတိဆန်တွေထဲမှာကြောင်တပိုင်းမင်းကလေးတွေလည်းပါတယ်လေအဲ့ဒါဆိုပထမအဆင့်ကမွေးထားလိုက်တာပေါ့လူချင်းနားမလဲတဲ့ချင်းဟန်ကမယုံနိုင်ပဲမေးလိုက်တဲ့အရှင်ကြီးကမင်းတို့ကိုမွေးမယ်လို့ပြောတာလားမွေးမယ်ဆိုတာဘာကိုဆိုလိုတာလဲလူတွေခွေးမွေးတယ်လို့မျိုးပဲခွေးမွေးတယ်ဝူဟန်ရဲ့စိတ်ထဲမှာချက်ချင်းဒေါသထွက်လာတယ်အခုသူတို့ကအခြားသူရဲ့လက်ထဲကအိမ်မွေးခွေးလိုဖြစ်နေတော့လဲလူတဝက်တိရစ္ဆာန်တွေကလည်းကုန်ရှိသေးတာပဲအဲ့ဒီအချိန်မှာချင်းရွံတောင်ရဲ့မဝေးတဲ့နေရာမှာအနီရောင်ကြီးမားတဲ့အရာတစ်ခုကောင်းကင်ကနေကျလာတဲ့လူတိုင်းအမြင်ကြည့်လိုက်ကြတဲ့တောင်တစ်လုံးလောက်ကြီးတဲ့တရဝတကောင်ရဲ့ခြေထောက်လိုပေါင်ကြီးမြေပြင်ပေါ်ကျလာတဲ့ထူးခြားတဲ့အနက်နဲ့အတူလှုပ်ဝက်ဆွမ်းရင်လည်းထွက်နေတဲ့အရှင်ကြီးကပြောတဲ့ဒါမင်းတို့အတွက်အစားတဲ့မလုံလောက်ရင်သူ့မှာနောက်ထပ်ရှိသေးတဲ့ဝူဟန်ကအဲ့ဒီတရဝခြေထောက်ကြီးကိုမျက်လုံးတောင်မပိတ်နိုင်အောင်ကြည့်နေတဲ့ဒါငါတို့အတွက်လာဟုတ်တယ်စားလို့ရပြီလူမစားကြနဲ့နော်အဲ့ဒီစကားကြားတာနဲ့လူတဝက်တိရစ္ဆာန်တွေကအားလုံးမူးယူတယ်လို့ပြေးသွားကြတယ်ဘဝတစ်လျှောက်လုံးဒီလိုအစင်းမြင့်တတော်ဝါသားကိုမြင်အောင်မမြင်ဘူးကြဘူးချင်းဟန်မင်းကတကယ်ထက်မြက်တယ်တကယ်တော့ငါဝူဟန်ကကလေးဘဝကလေးကခွေးတတော်ဝါပါပဲလူတွေကအမှားနဲ့ငါ့ကိုဝင်ပလွေထင်ခဲ့ကြတာအရှင်ကြီးကျေးဇူးကြောင့်ငါဘာကောင်းလဲဆိုတာငါပြန်သိလိုက်ရပြီဝူဟန်ကခွေးတကောင်လိုတတော်ဝါသားစီကိုခုံသွားတယ်နောက်ကြရင်ပကံဆေးရလိမ့်မယ်ဘသူပြောလဲခွေးဖြစ်တာမကောင်းဘူးလို့ခွေးဖြစ်ရတာအရန်ကောင်းတာပဲအဲ့ဒီလိုပြေးလွှားနေတဲ့လူတဝက်တိရစ္ဆာန်တွေကိုမြင်ပြီးချင်းရွံတောင်ပေါ်ကကြင်ကြံသူတွေတောင်အားကြနေကြတဲ့ချင်းဟန်တကယ်တော့ငါလဲခွေးဖြစ်ချင်သွားတဲ့အရှင်ကြီးကမင်းကိုထွက်ခဲ့တဲ့ဟာတာလောက်တာပါဒါပေမဲ့ဒီဟာကြည့်လိုက်ရင်ကြက်ချီတောင်းနဲ့တူးနေတဲ့နော်အရှင်ကြီးကဖိနှိမ့်ငက်ကြီးတောင်တက်နိုင်လာမှန်ပုံအပြင်ဘက်မှာတော့ငါကြက်ကြော်တပုံလုံးစားပြီးသွားပြီမှန်ပုံထဲကိုကြီးမားတဲ့အသားတုံးကိုလည်းငါထပ်ထည့်ပေးလိုက်တာပဲမထင်ထားတာကအဲ့ဒီကြက်ပေါင်တုံးကရွှေရွံလောကမှာဖိနှိမ့်ငက်ပေါင်ကြီးဖြစ်သွားတာပဲအခုတော့ညနေခင်းဖြစ်လာပြီးတနေ့လုံးစီစဉ်ပြီးနောက်လူတွေနဲ့လူတဝက်တိရစ္ဆာန်တွေအတူတူတိုက်ပွဲမြေပြင်ကိုရှင်းပြီးသွားကြပြီးခုနကချင်းဟန်ပြောသလိုသူ့ဆရာကရွှံသွေးကိုငါ့ကိုပေးမယ်ဆိုတော့ငါလက်နဲ့ယူဖို့စူးစမ်းလိုက်တယ်ဒါပေမဲ့လူတွေကိုထိခိုက်မိမလားဆိုလို့ပြန်ပြီးညက်တန်နဲ့ယူလိုက်တယ်ရွှေရွံလောကထဲမှာတော့ရွှေရောင်လက်ကြီးတစ်ခုကမိုးတိမ်တွေကိုဖောက်ထွက်ပြီးသူတို့စီကိုဖြည်းဖြည်းချင်းဆင်းလာနေတယ်